ကျွန်တော်တို့တစ်ခါထက်အလိန်ခံရပြန်ပါပြီတဘာဝတရားရဲ့အမြန်ဆုံးတတ္တဝါကြားသိမဟုတ်ပါဘူးသိပ္ပံဘုဒ္ဓတရှိသူတွေကသိငက်လို့ပြောကြပေမဲ့ဒီအဖြေနှစ်ခုလုံးမမှန်ပါဘူးတကယ်လို့စံနှုန်းတစ်ခုသာပြောင်းလိုက်ရင်ကဘာပေါ်ကအမြန်ဆုံးဒီဘီရင်ကတော့အဲ့ဒီနှစ်ကောင်ထက်အစာပေါင်းများစွာပိုမြန်ပါတယ်ကုန်းပေါ်ကအပြေးနဲ့ဗျာရှီတာကြားသိဆိုရင်တနာရီကီလိုမီတာ112အထိပြေးနိုင်ပြီးယူစိမ့်ပေါ်အသက်လူပြေးထားတဲ့9.58စက္ကန့်စံချိန်ကိုရှီတာကတော့9စက္ကန့်ကျော်လေးနဲ့တည်း easy ဖြတ်ကျော်နိုင်တာပါဘုံနဲ့ပြန်ရင်ကြားတစ်ကမီတာ60အသာပေးပြီး AC ကျော်တက်နိုင်တယ်ဒါပေမဲ့အပိုလန်းတာကသူ့အချိန်တဲ့တစ်စက္ကန့်ကို3ချိန်ကနေ4ချိန်ထိလှမ်းနိုင်တဲ့ခြေလမ်းနှုံးပဲဗျာနာချီတစ်ချက်အတွင်းမီတာ230ထိပြေးနိုင်ပေမဲ့ချီတာတွေမှာသေစီနိုင်တဲ့အားနည်းချက်ရှိပါတယ်အဲ့ဒါကတော့စက္ကန့်30ပဲအားကုန်ပြေးနိုင်တာပါအဲ့ဒီချိန်ကျော်ရင်တော့အုံနောက်နဲ့ကလီစာတွေအပူလွန်ခဲ့ပြီးရုတ်တရက်သေဆုံးသွားနိုင်ပါတယ်ဒါကြောင့်ချီတာဟာတစ်ချက်ထဲနဲ့အပြတ်ရှင်းတတ်တဲ့ထိတ်တန်းလောက်ကျန်သူတယောက်လိုပါပဲမအောင်မြင်ချက်ချင်းလက်လျှော့ရပါတယ်တဘာဝတရားကသူ့ကိုအတုမရှိတဲ့ပောက်ကွဲအားတွေပေးထားပေမဲ့မျိုးရိုးဗီဇထဲမှာတော့ထောင်ချောက်တစ်ခုကိုမြုပ်နှံထားခဲ့တယ်လို့ပါပဲမြေပြင်ပေါ်မှာကြားတဲ့ကကြည်စံဆိုရင်တိန်းငတ်ကတော့အာကာသကကျလာတဲ့အုတ်ကာပြန်ပါပဲအမြင့်ကနေထိုးဆင်းလာတဲ့အခါလီတူတိုးတန်ကစူးစူးချာချာဟင်းထွက်သွားပြီးတနာရီ389ကီလိုမီတာအချိန်ထိရှိပါတယ်ခင်းဒီစံချိန်တင်389ကီလိုမီတာနှုန်းကအမြန်ရထားတဲ့တောင်ပိုးမြတ်ပါတယ်ဗျာဒါပေမဲ့တတိထားမှာကတိန်းငတ်ရဲ့အချိန်389ကီလိုမီတာဟာအမြင့်ကနေဆွဲအားနဲ့ထိုးဆင်းတာဖြစ်ပြီးတောင်ပန်ခတ်တဲ့အချိန်မဟုတ်ပါဘူးပုံမှန်ဆိုရင်တော့တနာရီကီလိုမီတာ90ကနေ100ပဲရှိတာမို့ပိုမျှထားတဲ့နှိုင်းရအမြန်နှုန်းဖြစ်တဲ့တစ်စက္ကန့်မှာကိုယ်ခန္ဓာကိုယ်အရှိဘယ်နှဆပြေးလဲဆိုတဲ့အမြင်နဲ့ကြည့်လိုက်ရင်တော့အဆင့်စရာတစ်ခုလုံးပြောင်းသွားပါလိမ့်မယ်။ဘောဒီရဲ့အကောင်းဆုံးအချိန်မှာတော့တစ်စက္ကန့်ကိုသူ့ခန္ဓာကိုယ်အရှိ30ဆလောက်ပဲပြေးနိုင်ခဲ့တာပါ။တစ်ကြားတစ်က16ဆမို့မျောလင့်ချက်ရှိသေးပေမဲ့တိတ်ငက်ကတော့တစ်စက္ကန့်ကို186ဆအထိတဟုန်ထိုးတက်သွားတာဗျာ။ဒါကဘလို့အချိန်မျိုးလဲ။လူသားတွေသာဒီနှိုင်းရအချိန်မျိုးရခဲ့မယ်ဆိုရင်မီတာ400အပြေးလမ်းကို2စက္ကန့်နဲ့ပဲပတ်နိုင်တာကမ္ဘာစံချိန်နဲ့45စက္ကန့်တောင်ပိုမြန်လို့တကယ့်ကိုအံ့ဩစရာပါဒါပေမဲ့နောက်ထပ်တစ်ကောင်ကပိုပြီးတော့မယုံနိုင်စရာပါစံစေးအရွယ်ပဲရှိတဲ့မိုက်ပိုးကောင်လေးကတော့သူ့အရွယ်စားနဲ့မလိုက်အောင်တစ်စက္ကန့်ကိုခန္ဓာကိုယ်အရှိအစ322စထိပြေးနိုင်တာဗျာလူတွေသာဒီလိုစွမ်းရည်မျိုးရှိရင်တနာရီကီလိုမီတာ2000ကျော်အတန်တက်1.8ဆမြန်ပြီးဘိုးအင်းလေရင်ထက်တောင်ပိုမြန်သွားမှာပါခရီးတဲ့လေရင်ထက်3ဆတောင်ပိုမြန်တာဗျာအဲ့ဒါလောက်မြန်လို့သိပ္ပံပညာရှင်တွေကကြီးစံအမြန်နှုံးပြကင်မရာနဲ့တပုံချင်းနှေးပြမှာပဲသူ့ခြေထောက်တွေဘလို့လှုပ်ရှားလဲဆိုတာမနှင်းမြင်ခဲ့ရတာပါတစ်စက္ကန့်ခြေလမ်း48ချိန်နဲ့ဘော့ထက်အများကြီးတာပေမဲ့ဒါဟာတဘာဝရဲ့အမြန်ဆုံးမဟုတ်သေးပါဘူးလင်းတို့တစ်မျိုးကတော့ဒိုင်ပင်ထိုးစရာမလိုပဲအလျားလိုက်ပြန်တမ်းမှုမှာတင်ဒီစံချိန်ကိုချိုးဖျက်သွားခဲ့ပါတယ်တောင်ပန်ခက်ယုံနဲ့တင်တနာရီကီလိုမီတာ160နှုန်းရှိလို့သိပ္ပံပညာရှင်တွေတော့အံ့ဩသွားတာပါဒါကတော့လင်းတို့မီတိုရဲ့နှိုင်းရှင်မြန်နှုန်းပါကိုယ်ထဲ6စင်တီမီတာပဲရှိပေမဲ့တနာရီကီလိုမီတာ160နှုန်းနဲ့ဆိုတစ်စက္ကန့်ကိုသူ့ကိုယ်တဲ့အဖ900နီးပါးထိပြန်တက်နိုင်လို့ခန္ဓာကိုယ်အရွယ်စားနဲ့ရှိရင်ကမ္ဘာအမြန်ဆုံးတတ္တဝါပါပဲဒီလိုနိုင်ရအချိန်မျိုးသာရှိရင်ရှန်ဟိုင်းနဲ့နန်းချင်းကို1မိနစ်ထဲနဲ့ရောက်သွားနိုင်ပါတယ်ဒါပေမဲ့အချိန်ဆိုတာပောက်ကွဲအားတစ်ခုတည်းတည်းမဟုတ်ပါဘူးစဘာဝတရားရဲ့နောက်ထပ်အဖြေကတော့တနာရီ68ကီလိုမီတာနှုန်းထိပြေးနိုင်တယ်ခွာချိုတိုးစိတ်ပါပဲကြားတဲ့နည်းနည်းနေပဲမဲ့ကြားတဲ့တနာရီကီလိုမီတာ130အချိန်ကစက္ကန့်30ပဲခံတာပါခရင်ချိုသမင်ကတော့ကီလိုမီတာပေါင်းများစွာစက်တိုက်ပြေးနိုင်ပြီးတနာရီကီလိုမီတာ80နှုန်းနဲ့ဆိုရင်တော့မောဟိုက်ချင်းအောင်ရှိမှာမဟုတ်ပါဘူးမမောမပါမဲ့တနာရီကျော်ပြေးနိုင်တာပါကြားတဲ့ကမီတာ100ချန်ပီယံဆိုရင်ခွဲချိုတောစိတ်ကမာရာသွန်ရောမီတာ100ပါနိုင်နေသူပေါ့ဒါဆိုတဘာဝတရားရဲ့အမြန်ဆုံးဘီရင်ကဘာလို့လဲအဖြေတိကျတော့မရှိပါဘူးပကတိအချိန်မှာသိမ့်ငှက်နှိုင်းရအချိန်မှာလင်းတို့ကုန်းပေါ်အချိန်မှာတကြားတဲ့ကဘရင်ဆိုရင်ရေရှိအမြန်ပြေးဖို့ကတော့ပရွန်ဟွန်းစိတ်ကတဘာဝရဲ့အကောင်းဆုံးအပြေးဆက်ပစ္စည်းပါပဲ